အားလုံးမင်္ဂလာပါ။ e-lab ကထုတ်တဲ့ RBB 163 ampere လေးနဲ့မိတ်ဆက်ပေးပြသေးပါတော့။ဒီ RBB 163 ampere စိတ်ကက်လေးရဆိုလို့ရှိရင်အရင် e-lab ရဲ့လက်ဟောင်းကို modify လုပ်ပြီးထုတ်တာဖြစ်လို့သူ့ထဲမှာပါတဲ့ relay နဲ့ component တွေက quality ပိုကောင်းတာတွေ့ရမယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီခလုတ်ကလေးလေးလုံးနဲ့ဘလက်ကူနှိပ်လို့ရတယ်။ပြီးဒီခလုတ်ကလေးတွေကလည်းရေရှည်ခံတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့သူ့ရဲ့ connection ကတော့ power supply ကအောက်ကဝင်ပြီးတော့ကြတော့ output ကတော့အပေါ်ကထွက်တယ်ပေါ့နော်။ဒီ setting ချိန်မယ်ဆိုလို့ရှိရင်အရင်ဆုံး absorb ခလုတ်ကလေးကို2စက္ကန့်နဲ့အထက်နှိပ်ပြီးလိုက်ပါပေါ့နော်ဒါဆိုရင်အရင်ဆုံးတွေ့ရတာ OU ဆိုတာတော့ over voltage ပေါ့နော် over voltage ကသူကဒီမှာ220ကနေပြီးတော့300 voltage ဒီချိန်ကြီးအသုံးပြုလို့ရတယ်ပေါ့နော်ဒီစိတ်ကတစ်လုံးအတွက်ဆိုရင်245 250လောက်ဆိုရင်တင်တယ်ပေါ့နော်245ချိန်ပဲပေါ့နော်245ချိန်ပဲဆိုရင်ဒီ absorb ခလုတ်လေးကိုတစ်ချက်နှိပ်ပါပြီးလို့ရှိရင်ဒီအပေါ်များအောက်များလေးနဲ့လိုစလိုချိန်ကြီးသုံးလို့ရတယ်ပေါ့နော်245ချိန်ပြီးပြီဆိုရင်အမ်မိုတစ်ချက်ပြန်နှိပ်ပါပြီးရင်ဒါ over voltage ချိန်ပြီးတော့ over voltage ချိန်မယ်ဆိုရင်အောက်များလေးကိုနှိပ်ပါအဲ့ဒါဆိုရင် UU ဆိုတွေ့ရမယ်ပေါ့နော် UU ကတော့ under voltage ကကြာတော့80ကနေပြီးတော့210 voltage ဒီ adjust လုပ်လို့ရတယ်ပေါ့နော်ဒီစိတ်ကအတွက်ဆိုရင် under voltage အနေနဲ့က190 195လောက်ကသုံးရတာအဆင်ပြေတယ်ပေါ့နော်195ကိုချိန်ပြီးတော့သုံးနေမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အနာဘိုးလေးချိန်ပြီးသွားရင် F ဆို M ကိုတစ်ချက်နဲ့ပြီးရင် down လေးကိုနှိပ်မယ်ပေါ့နော်။အောင်များလေးကိုနှိပ်တဲ့အခါမှာ ON ဆိုပြီးတွေ့ရမယ်။ ON ကတော့ over current ကသူက1 ampere ကနေပြီးတော့63 ampere အထိအပြည့်သုံးလို့ရတယ်ပေါ့နော်။အဲ့တော့ user အနေနဲ့ကိုသုံးမဲ့လောက်တဲ့ဘိုက်ကိုတွက်ပြီးတော့ကြတော့ ampere ကိုချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်။ဒီမှာ63 ampere ပဲထားလိုက်မယ်။ပြီးရင်အောင်များလေးကိုနှိပ်တဲ့အခါမှာ T1 ဆိုပြီးတော့ delay တိုင်းတွေ့ရမှာပေါ့နော်။ delay တိုင်းကသူက5 second နေပြီးတော့6 second ဒီ adjust လုပ်လို့ရတယ်ပေါ့နော် power supply ဝင်တာနဲ့ relay ကပ်ပြီးတော့အလုပ်လုပ်ဖို့စောင့်ရမယ်အချိန်ပေါ့နော်သူက5 second သူက5ကနေပြီးတော့6 second ဒီချိန်လို့ရတယ်ပေါ့နော်ဒီမှာ5 second ပဲထားလိုက်မယ်ပြီးရင်အောင်များလုံးနေတဲ့အခါမှာ TA ဆိုပြီးတွေ့ရမယ် TA ကတော့ over current trip delay time over current trip delay time ကိုသူက0ကနေပြီးတော့6 second ဒီချိန်ကြီးအသုံးပြုလို့ရတယ် over current ဖြစ်တာနဲ့သူကဖြတ်ချဖို့စောင့်ရမယ်အချိန်အဲ့တော့ user ချိန်ထားတဲ့ ampere ကိုသူကကျော်သွားပြီဆိုလို့ရှင်ဒီ63 ampere ချိန်ထားလို့64 ampere ကိုရိတ်ခင်းနေမှန်းတဲ့သူကဖြတ်ချဖို့စောင့်ရမယ်အချိန်ပေါ့နော်အဲ့တော့မြန်မြန်ဖြတ်လေကောင်းလေပေါ့နော် over current ဆိုတော့သူ5 second လောက်ပဲထားလိုက်မယ်ပေါ့နော် oh sorry ဒါဆိုသူ့ကိုချိန်မယ်ဆို M ကိုတစ်ချက်နှိပ်ပေါ့နော်နောက်တစ်ချက်နှိပ်ပြီးတော့5 second ချိန်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် T ကိုချိန်ပြီးသွားပြီပေါ့နော်အဲ့ဆို M ကိုတစ်ချက်နှိပ်ပြီးတော့ရှင်အောင်များလေးကိုနှိပ်ပေါ့နော်ဒါဆိုလို့ရှိရင် TSD ကလည်းဒီမှာပါလာတဲ့ function အသစ်ပေါ့နော် TSD ဆိုတာသူက short circuit fault delay time short circuit ဖြစ်လို့ရှိရင် auto ဖြတ်ချဖို့စောင့်ရမယ်အချိန်သူ့ကိုဘယ်ကနေပဲဒီချိန်လို့ရလဲဆို0ကနေပြီးတော့5 second ထိ adjust လုပ်လို့ရတယ်ဒါ user အနေနဲ့ကိုသုံးမဲ့လို့ကိုတွက်ပြီးတော့ကြတော့ delay time ကိုချိန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီမှာတော့ 0.2 second ပေါ့နော် factory default က5 second လောက်ဒီမှာထားပြီးတော့ချိန်ပြီးလိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင် TSD မုံချိန်ပြီးသွားပြီဆို M ကိုတစ်ချက်နှိပ်ပြီးရင်အောင်များလေးကိုနှိပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် RCY ဆိုတာ auto reclose setting user manual ထဲမှာတော့ REC ဆိုပြီးတော့ပါတယ်ပေါ့နော်သူ့မှာကျတော့ဒီမှာဆိုလို့ရှိရင်တော့ RCY နဲ့ပြပေးအဲ့ဒါဘာလဲဆိုတော့ auto reclose setting ပေါ့နော်သူ့ကိုတော့ on off ဆိုပြီးတော့နှစ်မျိုးသုံးလို့ရတယ်အဲ့တော့သူက over voltage under voltage over current ကြောင့်ဖြစ်သွားလို့ရှိရင် auto ပြန်ပြီးတော့အလုံးလုပ်ပေးမယ်လုံးလုပ်ပေးသေးခြင်းနဲ့ဆိုရင် on ထားပေးပြီးတော့အလုံးလုပ်ပေးသေးခြင်းမို့ဆိုရင်တော့ off ထားပေးပေါ့နော်အဲ့တော့ auto ပြန်ပြီးတော့ချိတ်ဆက်ပြီးလုံးလုပ်မယ်ဆိုတော့ on ထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အောင်ညာလေးကိုနှိပ်တဲ့အခါမှာ RSD ဆိုပြီးတွေ့ရမယ်ဒါကတော့ဘာလဲဆိုတော့ factory default ပေါ့နော် factory default ကိုတော့ကြတော့ off ထားပေးမှရမယ် on ထားမယ်ဆိုလို့ရှိရင်တော့ဒီ user ကနေပြီးတော့ setting ကိုချိန်ထားလဲ factory default ပဲဝင်နေမှာပေါ့နော်အဲ့တော့じゃသူ့ကို on off ထားပေးမှရမယ်ပြီးရင်အောင်ညာလေးကိုနှိပ်တဲ့အခါမှာPAS ဆိုတဲ့ password setting ကိုတွေ့ရမယ်ပေါ့နော် password setting ကိုလည်း on off ဆိုပြီးရွေးချယ်သုံးလို့ရတယ်ပေါ့နော်ဒီမှာတော့ off ထားတယ်တကယ်လို့မှ on ပြီးတော့သုံးမယ်ဆိုရင် M ကိုတစ်ချက်နှိပ်ပြီးရင်အောင်များလေးကိုအပေါ်များအောင်များလေးကိုနှိပ်ပြီးတော့ on ရွေးချယ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် on အဲ့တော့ password setting ကို on လိုက်ပြီဆိုရင် M ကိုတစ်ချက်နှိပ်ပြီးရင် down arrow ကိုနှိပ်မယ်ပေါ့နော်အဲ့ဆို on ထားပြီးတော့လည်း pin နံပါတ်ထည့်ပေးရမယ်အဲ့တော့ဒါက user အနေနဲ့ကိုထားခြင်းတဲ့ခဏသုံးလုံးကိုရွေးချယ်ထားလို့ရတယ်ပေါ့နော်ဥမာ1 သုံးလုံးထားခြင်းတာမဟုတ်0 သုံးလုံးထားခြင်းတယ်ဆိုလည်းရတယ်ပေါ့နော်အဲ့ဆို M ကိုတစ်ချက်နှိပ်0ထားမှာပေါ့နော်အဲ့ဒါက M ကိုနှိပ်ပြီးတော့ဒါကတော့နမူနာထားတာပေါ့နော် user ကကိုထားခဲ့တဲ့ password ကိုတော့မှတ်မိဖို့လိုတယ်ဒါမှတော့တစ်ခုခုဆိုလို့ရှိရင် user အနေနဲ့ setting ကိုပြင်ကျင်တယ်ဆိုလို့ရှိရင် password setting ဝင်ပြီးမှ password ချိန်ပင်နံပါတ်ထည့်ပြီးခါကျမှဝင်လို့ရမှာပေါ့နော်တကယ်လို့ password မိနေရဆိုလို့ရှိရင်တော့ပြန်ပြီးတော့ချိန်လို့မရတော့ဘူးပေါ့နော်
ဒါဆိုလို့ရှိရင်0သုံးလုံးနဲ့ပင်နံပါတ်ထားလိုက်ပြီပေါ့နော်အဲဆိုရင် down arrow နှိပ်တဲ့အခါမှာ m ဆိုပြီးပေါ်လာတယ်ပေါ့နော်ဒါဆိုတော့ setting အားလုံးချိန်လို့ပြီးသွားပြီပေါ့နော်အဲ့တော့ setting ကနေထွက်မယ်ဆိုလို့ရှိရင် m ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ဒီစိတ်ကပ်ကို setting နဲ့ပတ်သက်ပြီးတော့လဲ user manual ထဲမှာအသေးစိတ်ဖော်ပြပေးထားရပေါ့နော်ဒီစိတ်ကပ်လေးမှာဆိုလို့ရှိရင် over current 3ချိန်ထပ်ပို့ပြီးလို့ရှိရင်တော့ तू က auto အလိုလျောက်ဖြတ်ချပြီးတော့ error လို့ပြပေးအဲ့ခါကျမှဆိုလို့ရှိရင် user ကဒီ power on ခလုတ်ကလေးကိုနှိပ်ပြီးတော့ကြတော့ manual နှိပ်ပြီးတော့ကြတော့ on ပေးရမယ်ပေါ့နော်အဲ့ခါမှာ auto ပြန်ပြီးအလုပ်လုပ်ပေးမှာရှင်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်